တတိတော်နှင့်ဝန်ခံဆုတောင်းခြင်းကြေကွဲသူကိုပြန်လဲကုသသောအရှင်149ခုမြောက်သောစာလံအပိုက်ငယ်3စိတ်ကြေမွသောသူတို့ကိုနှစ်သိမ့်စေ၍သူတို့၏အနာကိုကုတော်မူ၏အာမင်ဆုတောင်းကြပါစို့အိုအဖထာဝရဘုရားကျေးဇူးတော်အားဖြင့်စိတ်နှလုံးများကိုဘဝဤဒဏ်ရာများမှအဖဤနုညံ့သောလက်တော်ဖြင့်ကုသ၍ပြုပြင်ပေးတော်မူပါအဖဖျားစိတ်ဝိညာဉ်ဤကျိုးပဲ့ခြင်းစိတ်ထိခိုက်နာခြင်းနှင့်ကြေကွဲခြင်းများကိုကိုရောဤဂရုဏာတော်ဖြင့်ချီနှောင်ပတ်စည်းတော်မူပါကျွန်ုပ်တို့၏အတွင်းလူအားကိုရောဤငြိမ်သက်ခြင်းအသက်တဖန်ပြန်လည်ပြည့်ဝစေမူပါယေရှုခရစ်တော်နာမ၌တောင်းလျှောက်ပါ၏အာမင်